teacher တနာပါ grade 5သင်ချာအခန်း1အပြေကနေ့သမဂိမ်းများထဲကပုစာလေးတွေကိုတက်ပြပေးပါမယ်ဒီမှာ4.138ဤဂိမ်းဖွဲ့စည်းပုံကိုလေ့လာကြမယ်နံပါတ်ကကြီးကခုမြည်များဆယ်လီစိတ်မြည်များရာလီစိတ်မြည်များနဲ့ထောင်လီစိတ်မြည်များတို့သည်4.138ဖြစ်မည်မီညာဘက်ရှိကွက်လက်တွင်ဖြည့်ပါဒီကွက်လက်လေးတွေမှာဖြည့်ပေးရမယ်သူကဒီချေတို့အရင်တုန်းကလေနေရာလိုက်တန်ဖိုးတွေရေးတဲ့ပုံစံနဲ့တွားပြီးတော့တူတာတကယ်900ဖြစ်နေခဲ့မယ်ဆိုရင်ဥပမာ900ကိုနေရာလိုက်တန်ဖိုးအတိုင်းရေးမယ်ဆိုရင်ရှားနေရမှာခဏရှိတဲ့ရှားဒါရပြေခိန်းပေါ့အဲအကြောင်းမို့100ပေါ်မှာအခြေခံပြီးတော့100အမြောက်9အဲ့လိုမျိုးပုံစံမျိုးရေးတယ်လို့မျိုးတွားတူတယ်105ချိန်ပါဝင်တယ်ပေါ့ဒီထဲမှာဆိုရင်အဲ့လိုပုံစံမျိုးပဲဒီမှာဆိုရင်ခုနေရမှာ1ရှိခုနေရနေပြီးတော့ဆိုနေရာလိုက်တန်ဖိုးရဆို1နဲ့စပြီးစဉ်းစားမှာအဲ့ဆိုရင်ခုနေရကိုကြည့်မယ်ဆိုရင်ခုနေရကဒီမှာတသမရဲ့ရှေ့ရနေရလေးကခုနေရဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာ4ဖြစ်နေတယ်အဲ့ဆိုရင်4ချိန်ဖြစ်တာနော်ခုနေရက1ကိုအခြေခံပြီးစဉ်းစားဆို1ကို4ချိန်ပေါင်းလို့ရှိရင်4ရမယ်အဲ့ကြောင့်မို့ဒီနေရာမှာ4ထည့်ပေးရမယ်1ကို4ချိန်ပေါင်းတာဟိုဒါမှမဟုတ်1နဲ့4နဲ့မြောက်တာ1ကို4ချိန်ပေါင်းမဲ့အစား1နဲ့4နဲ့မြောက်လို့ရှိရင်သူ့ရဲ့တန်ဖိုးကအတူတူပဲ3.1ကကြတော့အဲ့ဒါကဘာလဲဆိုဆယ်လီစိတ်ရဲ့နေရာကိုဖော်ပြဆယ်လီစိတ်ရဲ့နေရာလိုက်တန်ဖို့ပေါ့နော်အဲ့ဒါလေးကိုရေးထားတယ်သူ့ရဲ့နေရာမှာလည်းအဲ့မှာသွားကြည့်မယ်ဆို4.138မှာဆိုရင်အဲ့ဆယ်လီစိတ်နေရာမှာ1ရှိနေတာအဲ့ဆိုတစ်ချိန်ပဲပါဝင်တာပေါ့နော်9.1တစ်ချိန်ပါဝင်တယ်ပြီးလို့ရှိရင်3.1ကကြတော့အဲ့ဒါယာလီစိတ်ရဲ့နေရာကိုဖော်ပြတဲ့ကနန်းအဲ့ဆို3.1နေရာယာလီစိတ်ရဲ့နေရာကိုသွားကြည့်မယ်ဆို4.138မှာဆိုရင်အဲ့ယာလီစိတ်ရဲ့နေရာမှာ3ဖြစ်နေတယ်အဲ့ဆိုရင်3.1 3ချိန်ပါဝင်တယ်လို့ပြောလို့ရတယ်အဲ့ကြောင့်မလို့ဒီမှာ3ကိုရေးပေးထားတယ်3.331ဒါလေးကကြတော့ထောင်လီစိတ်ရဲ့နေရာလေးဖြစ်သွားပြီထောင်လီစိတ်ရဲ့နေရာလိုက်တန်ဖို့အဲ့မှာဆိုလို့ရှိရင်4.138မှာဆိုအဲ့ထောင်လီစိတ်ရဲ့နေရာလေးမှာ8ဖြစ်နေတယ်အဲ့ဆိုရင်3.338ချိန်ပါဝင်တယ်လို့ပြောလို့ရတယ်မို့8ရေးပေးရမယ်ဒီမှာဆိုရင်ဒီမှာကွက်လက်လေးမှာ8ဖြည့်ပေးရမယ်ပြီးတော့အောက်မှာဒီမှာနံပါတ်ခါခွေးလေးကိုကြည့်အောင်ကွက်လက်ဖြည့်ပါကွက်လက်မှာဖြည့်ပေးရမယ်ဒီခါကျလို့ရှိရင်4.138ကို1အမြောက်လို့ရေးခဲ့ချက်ပြောခဲ့တယ်လို့မျိုးပဲနော်4.138မှာဆိုအချိန်ရွေးတက်ကဒီမှာ1ဆိုရင်1ကခုနေရာမှာ4ရှိရမလို့4ချိန်ပါတယ်ဆိုပြီးရေးလို့ရတယ်လို့မျိုး1နဲ့4နဲ့မြောက်လို့ရှိရင်လည်းအတူတူပဲ1ကို4ကပေါင်းမဲ့အစား4ချိန်ပါလို့ရှိရင်1နဲ့4နဲ့မြောက်လိုက်မှာ4ချိန်ပါဝင်တာမလို့ခုကနန်း1က4ချိန်ပါဝင်တာမလို့4နဲ့မြောက်ပေးရမယ်ပြီးလို့ရှိရင်3.1အဲ့ဒါကဆယ်လီစိတ်ရဲ့နေရာအဲ့နေရာမှာကျတော့1ဖဲရှိနေတာ1ဖဲရှိနေရဆိုတစ်ချိန်ပဲပါဝင်တယ်လို့ပြောလို့ရအဲ့မှာ1နဲ့တွားမြောက်မယ်အဲ့ဒီကွက်လက်လေးမှာ1ထည့်ရမယ်3.3ရာလီစိတ်ရဲ့နေရာမှာကျတော့3ချိန်ပါဝင်တာဖြစ်လို့3ဖြစ်နေလို့3နဲ့မြောက်ပေးရမယ်3.3ကတော့ထောင်လီစိတ်ရဲ့နေရာမှာကျတော့8ဖြစ်နေတယ်8ချိန်ပါတာဆိုတော့8နဲ့မြောက်ပေးရမယ်ဒီမှာ3.1ကို8နဲ့မြောက်ပေးရမယ်